ပညာရေးဝန်ကြီးဌာန2026-2029ပညာသင်နှစ်မိဘအုပ်ထိန်းသူပြည်သူများသို့မေတ္တာရပ်ခံချက်ကိုဇာမနီမြန်မာနိုင်ငံကြီးသားပညာပေးအဖွဲ့ဖက်ကြားတင်ဆက်သည်နိုင်ငံသားအလုံးပညာတတ်ရေးအတွက်မိတ်ဆွေများကပြန်ပြီးဝေမျှရှယ်ပေးကြပါရန်ပန်ကြားအပ်ပါသည်တမိဘများနှင့်အလိုက်တတ်မှတ်နယ်မြေများတွင်သာကျောင်းအပ်နှံကြပါရန်နှင့်ငွေကြေးသို့မဟုတ်လက်ဆောင်ပစ္စည်းများကိုကျောင်းအုပ်ဆရာဆရာမများဝန်ထမ်းများအားပေးအပ်ခြင်းမပြုပါရန်သုံးကျောင်းသားကျောင်းသူများပူးပေါင်းဆောင်ရွက်တတ်ရေးကျောင်းတက်မှန်ရေးအိမ်စာများကိုနေစဉ်လှုပ်ဆောင်ရေးအတွက်ကျောင်းအုပ်ဆရာဆရာမများနှင့်ပူးပေါင်းဆွေးနွေးဆောင်ရွက်ပါရန်လေးပညာသင်ကာလအတွင်းစစ်ဆေးကဲဖြတ်ခြင်းအားတတ်မှတ်ချက်များအတိုင်းစစ်ဆေးနိုင်ရေးကျောင်းအုပ်ဆရာဆရာမများနှင့်ပူးပေါင်းဆောင်ရွက်ပါရန်ကျောင်းထွက်သူလုံးဝမရှိစေရေးနှင့်အလယ်တန်းအထက်တန်းအဆင့်များသို့အဆင့်ဆင့်ဆက်လက်ပညာသင်ယူနိုင်ရေးအတွက်ကျောင်းအုပ်ဆရာဆရာမများနှင့်ပူးပေါင်းပါဝင်ဆောင်ရွက်ပေးပါရန်6မူရစ်ဆေးဝါးတားဆီးကာကွယ်ရေးအရက်ဘီယာလက်စီဂရက်ဗေ့စီဂရက်ကွန်းရမသုံးစွဲရေးအတွက်ကျောင်းအုပ်ဆရာဆရာမများနှင့်ပူးပေါင်းဆောင်ရွက်ရန်9ရင်အန္တရာယ်ကင်းရှင်းရေးနှင့်ရင်စည်းကမ်းလမ်းစည်းကမ်းလိုက်နာရေးအတွက်ကျောင်းအုပ်ဆရာဆရာမများနှင့်ပူးပေါင်းဆောင်ရွက်ရန်10ကျန်းမာရေးနှင့်ညီညွတ်သောလူနေမှုပုံစံများစွမ်းမဲဆောင်ရွက်တတ်ရန်အသိပညာပေးရေးအတွက်ကျောင်းအုပ်ဆရာဆရာမများနှင့်ပူးပေါင်းဆောင်ရွက်ရန်ကျောင်းသားကျောင်းသူများဂိမ်းဆွဲလမ်းမဖြစ်ပေစေရေးအတွက်ကျောင်းအုပ်ဆရာဆရာမများနှင့်ပူးပေါင်းဆောင်ရွက်ရန်10ကျောင်းသားကျောင်းသူများဖျားဆေးချောင်းဆိုးကိုပူချိန်မြင့်မားလျင်ကျောင်းသို့မလာဘဲနီးစပ်ရာကျန်းမာရေးဆေးကမ်းဆေးရုံသို့သတင်းပို့ပေးရန်နှင့်ဆေးကုသမှုခံယူနိုင်ရေးအတွက်ကျောင်းအုပ်ဆရာဆရာမများနှင့်ပူးပေါင်းဆောင်ရွက်ရန်ကိုဗစ်-19ရောဂါကာကွယ်တားဆီးရေးအတွက်ကျန်းမာရေးဝန်ကြီးဌာနမှချမှတ်ထားသောစည်းမျဉ်းစည်းကမ်းများအားလိုက်နာဆောင်ရွက်ရန်နှင့်ကိုဗစ်-19ကာကွယ်ဆေးအားသတ်မှတ်အကြိမ်အရေအတွက်ပြည့်မီအောင်ထိုးဆောင်ရွက်ပါရန်အတွက်ပူးပေါင်းဆောင်ရွက်ရန်နှစ်မိဘများအနေဖြင့်ကျောင်းဖွံ့ဖြိုးဖိအားရေးလုပ်ငန်းများအတွက်အကံပြုဆောင်ရွက်ပါရန်ပညာရေးဝန်ကြီးဌာနသို့အသိပေးတိုင်ကြားလိုပါကပညာရေးဝန်ကြီးဌာနဌာနအမှတ်နေပြည်တော်သို့ပေးပို့တိုင်ကြားနိုင်ပါသည်ပညာသင်ယူခွင့်ရရှိရေးသည်နိုင်ငံသားတိုင်း၏မွေးရာပါခွင့်အရေးတစ်ရပ်ဖြစ်ပါသည်အတန်းပညာရှိမှအသိပညာအတတ်ပညာပြည့်စုံကရှင်ဝင်ပြီးအတွေးအခေါ်မြင့်မားမည်ဖြစ်ရာကျောင်းနေအရွယ်ကလေးတိုင်းကျောင်းသို့ရောက်ရှိရေးသည်ပညာသင်ယူမှု၏ပထမအခြေခံခြေလှမ်းဖြစ်သည်ထိုမှတဆင့်စဉ်ဆက်မပြတ်လေ့လာသင်ယူပြီးသင်ယူမှုပန်းတိုင်သို့အရောက်လန်းနိုင်မည်ဖြစ်သည်နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကိုမလိုလားသူများကြောင့်ကလေးများ၏ပညာသင်ယူမှုတွင်အဟန့်အတားများဖြစ်ခဲ့ရသဖြင့်ကျောင်းမှထွက်ခွာ၍ပြင်ပသို့ရောက်ရှိနေသောကျောင်းနေအရွယ်ကလေးများအရေးအတွက်များစွာရှိနေပြီးပညာရေးနှင့်အလှမ်းဝေးနေကြသည်ကိုစိတ်မချမ်းမြေ့ဖွယ်မြင်တွေ့နေရပါသည်ကလေးတိုင်းသည်မိသားစုဝင်များအတွက်သာမကနိုင်ငံတော်အတွက်အားထားရသည့်အဖို့ထရတနာများဖြစ်ပါသည်ကျောင်းများတွင်ရောက်ရှိပညာသင်ယူနေရမည့်ကလေးများကလွဲမှားသည့်အယူအဆများနှင့်ပတ်ဝန်းကျင်၏ထိခိုက်မှုများကြောင့်ပညာရေးဆုံးခန်းမတိုင်ခင်သင်ယူမှုရပ်တန့်နေခဲ့ကြရပါသည်ကျောင်းနေအရွယ်တွင်ကျောင်းသို့မရောက်ခြင်းကျောင်းမနေခြင်းတို့သည်မိမိကိုယ်တိုင်ဘဝကိုဖျက်ဆီးခြင်းဖြစ်တဲ့ကဲ့သို့မိသားစုနှင့်လူမှုအတိုင်းဝိုင်းကိုပါထိခိုက်ပျက်စီးစေပြီးနိုင်ငံတော်အတွက်လည်းဆုံးရှုံးနစ်နာမှုများစွာဖြစ်စေပါသည်ပညာသည်သာအခရာလက်တွေ့သိမြင်လာစေသည်ပညာဆိုသည်မှာအမှားအမှန်အကျိုးအကျင့်အကောင်းအဆိုးကိုဝေဖန်ပိုင်းခြားသုံးသပ်နိုင်သောအသိဉာဏ်ဖြစ်ပါသည်ပညာမတတ်လျင်မိမိကိုယ်ကိုထိန်းချောင်းပြနိုင်စွမ်းမရှိဘဲပတ်ဝန်းကျင်၏လွယ်ကူသောအကျိုးသက်ရောက်မှုများသို့အလွယ်တကူရောက်ရှိနိုင်ပါသည်နိုင်ငံကိုဖျက်ဆီးလိုသည့်လူတစု၏မတမာလုပ်ရပ်များကြောင့်ပညာရေးနှင့်အလှမ်းဝေးသွားရသည့်ကလေးများသည်ကျောင်းမတက်ခြင်းနှင့်ပညာမတတ်ခြင်း၏ဆိုးကျိုးကိုလက်တွေ့ခံစားနေရပြီးဘဝရည်မှန်းချက်များပျက်စီးဆုံးရှုံးနေကြပါသည်တတ်တူတဲ့သူများအကြားပညာအဆင့်တန်းကွာဟချက်များရှိလာပြီးတန်မိုးမဲ့လူသားများအဖြစ်သတ်မှတ်ခံရမည့်အခြေအနေသို့ရောက်ရှိနေကြသည်ကိုယဉ်နှင့်ဖွယ်မြင်တွေ့နေရပါသည်မိမိတို့ဘဝအတွက်ပညာသည်အခရာကျသည်ကိုနားလည်သဘောပေါက်လာပြီးကျောင်းများသို့ပြန်လည်ဝင်ရောက်၍ပညာဆက်လက်သင်ယူလိုသည့်စိတ်ဆန္ဒများပြင်းပြနေကြပါသည်သင်ယူမှုအခွင့်အရေးဖော်ဆောင်ပေးခြင်းပညာရေးဝန်ကြီးဌာနသည်ကျောင်းနေရဲ့ကလေးအားလုံးကျောင်းသို့ရောက်ရှိရေးအနည်းဆုံးပြီးမြောက်ရေးအတွက်အစဉ်တစိုက်ကြိုးပမ်းလျက်ရှိပါသည်အခမဲ့ပညာရေးစနစ်စာအုပ်များစာရေးကိရိယာများမူလတန်းဝတ်စုံများသင်ကြားရေးအထောက်အကူပစ္စည်းများပံ့ပိုးပေးမည် placement ကအထူးအစီအစဉ်ပြင်ပကျောင်းနေကလေးများမူလတန်းအလယ်တန်းပြန်လည်ကျောင်းသို့ရောက်နိုင်ရန်စီစဉ်ထားသည်စစ်ဆေးမိရက်15/6/2026မှ26/2026စာမေးပွဲအောင်မြင်သူများစာရင်း9/2026တွင်တနိုင်ငံလုံးထုတ်ပြန်မည်
တက်ရောက်ခွင့်2026-2029ပညာသင်နှစ်မှစ၍အခြေခံပညာကျောင်းများတွင်သာတက်ရောက်ခွင့်ရမည်ပြည်ထောင်စုဖွင့်ပညာရေးဝန်ကြီးဌာနကျောင်းပြင်ပရောက်ကလေးတိုင်းသည်ပညာသင်ယူမှုရပ်တန့်သွားသည်ဟုမဆိုနိုင်ပါကျောင်းမတက်တော့လဲကျောင်းသင်ခန်းစာများကိုမိမိတို့အစီအစဉ်ဖြင့်ကိုယ်တိုင်သင်ယူနေကြသူများလည်းရှိနိုင်ပါသည်ထို့သို့လေ့လာသင်ယူခြင်းကစာပေများကိုတက်မြောက်နိုင်တော်လဲပညာအရေးချင်းသတ်မှတ်ချက်ကိုအာမခံနိုင်သည့်တရားဝင်အထောက်အထားရရှိမည်မဟုတ်ပါစာတတ်ပြီးအတန်းပညာမရှိခြင်းသည်လူမှုအတိုင်းဝိုင်းတွင်ဝင်ဆက်နိုင်ရန်ခက်ခဲပါလိမ့်မည်မည်သည့်လုပ်ငန်းခွင်တွင်မဆိုအ ਨੇ ဆုံးအောင်မြင်ရမည့်အတန်းပညာဘွဲ့ဒီဂရီစသောပညာအရေးချင်းများဖြင့်ပြည့်စုံမှသာရွေးချယ်ခံနိုင်ပါသည်ထို့ကြောင့်နိုင်ငံတော်အစိုးရကကျောင်းသားလူငယ်တစ်ရပ်လုံး၏ပညာရေးတိုးတက်ရေးကိုလိုလားသည့်စေတနာအမှန်ဖြင့် placement ကအထူးအစီအစဉ်ဆောင်ရွက်ပေးခြင်းဖြစ်သည့်အတွက်မိဘပြည်သူအားလုံးကကျောင်းပြင်ပရောက်ကလေးတိုင်းဝင်ရောက်ဖြစ်ဆိုနိုင်ရေးတအားတရွေ့ပူးပေါင်းပါဝင်ပေးကြရမည်ဖြစ်ပါသည်ကျောင်းပြင်ပရောက်ကလေးများကလည်းမိမိတို့အတွက်ဆောင်ရွက်ပေးသည့်အထူးအခွင့်အရေးကိုလက်မလွတ်ဘဲအမိအယစုပ်ကိုင်ကြရမည်ဖြစ်ပါသည်ယခုအချိန်သည်ကျောင်းတက်ရောက်ရန်အချိန်မကျော်သေးသည့်အချိန်ကောင်းအခါကောင်းပင်ဖြစ်ပါသည်စဉ်ဆက်မပြတ်ပညာသင်ယူမှုအခွင့်အလမ်းများမဆုံးရှုံးစေရေးယခုဆောင်ရွက်ပေးသည့်အစီအစဉ်သည်အရေးမတိုင်ခင်ကျောင်းနှင့်ကင်းကွာခဲ့တော်လဲပညာကိုတန်ဖိုးထားသူတိုင်းအတွက်ရည်ရွယ်ခြင်းဖြစ်ပါသည်မိမိတို့သည်ကျောင်းမတက်ဘဲပညာရေးနှင့်အဆက်ပြတ်ရသည့်အကျိုးဆက်ကိုကိုယ်တိုင်ရင်ဆိုင်ခံတွေ့ခဲ့ရသူများဖြစ်ရာအမှားတစ်ခုကိုတပွားစာသင်ခန်းစာယူ၍အခြေခံပညာရေးပြီးဆုံးသည့်အထိစဉ်ဆက်မပြတ်ပညာသင်ယူမည်ဟုသစ္စာတည်ကျိမ်းမိပြီးလေးလေးနက်နက်ကြိုးစားအားထုတ်ကြရပါမည်ကျောင်းသားများစဉ်ဆက်မပြတ်ပညာသင်ယူနိုင်ရေးအတွက်အဓိကသောချက်သည်အခြေခံပညာကျောင်းများဖွင့်လှစ်နိုင်ရေးပင်ဖြစ်ပါသည်သို့ဖြစ်၍ကျောင်းများဖွင့်လှစ်ခြင်းမရှိသောဒေသမှမိဘပြည်သူများအနေဖြင့်ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေးအလေးထား၍ပူးပေါင်းပါဝင်ကြစေလိုပါသည်ထို့ကြောင့်ကျောင်းပြင်ပရောက်ကျောင်းနေအရေးကလေးအလုံးကျောင်းသို့ပြန်လည်ရောက်ရှိရေးအတွက်ယခုဆောင်ရွက်မည့် placement ကအထူးအစီအစဉ်ကိုလက်ဆင့်ကမ်း၍သတင်းစကားပါကြစေလိုပါသည်ဟုတိုက်တွန်းရေးသားလိုက်ပါသည်ကျောင်းပြင်ပရောက်ကလေးများသည်ပညာသင်ယူမှုရပ်တန့်သွားခြင်းမဟုတ် placement ကအထူးအစီအစဉ်သည်အခွင့်အရေးတစ်ရပ်အဖြစ်အစိုးရမှဖော်ဆောင်ပေးထားခြင်းမိဘပြည်သူများကျောင်းသားများပူးပေါင်းပါဝင်ရန်တာဝန်ရှိကျောင်းကိုမိဘပြည်သူနိုင်ငံသားအပေါင်းပညာမြင့်မှလူမျိုးတည်မီဆိုရိုးတိုင်းအမြန်ဆုံးပါဝင်မိမိတို့ရင်သွေးများကိုပညာတတ်နိုင်ငံသားများဖြစ်အောင်လှုပ်ဆောင်နိုင်ရန်